အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Diamond Ticket Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်စကားလေးကတော့ Into the Dead Down လို့အမည်ပေးထားတဲ့စကားလေးပဲဖြစ်ပါတယ်တက်လီကားထဲမှာ9ရက်ကြာပိတ်မိနေတဲ့ရုံခန်းထဲမှာအလုပ်လုပ်နေတဲ့အလုပ်ဖော်ကင်ဖက်2ယောက်ရဲ့ဇလန်လေးဖြစ်ပြီးစကားရဲ့အစမှာတော့ဂျနီဖာလို့အမည်ပေးထားတဲ့မိန်းကလေးကနောက်နေ့မှာဘယ်လက်တိုင်းတွေဖြစ်တာကြောင့်ရုံးမှာအလုံးနောက်ကျမှအဆင်ခဲ့ပါတယ်ဂျနီဖာကသူရေးစားဟောင်းကို surprise လုပ်ဖို့စီစဉ်ထားပြီးလန်ဒန်မှာရှိတဲ့သူမရဲ့ရေးစားကို email ပို့ဖို့စာရေးနေခဲ့ပါတယ်။သူမလည်းစာရေးပြီးလို့အလုပ်သိမ်းကရုံခန်းအနေထွက်သွားခဲ့ပါတယ်။တစ်ဖက်ကကျွန်းလို့ခေါ်တဲ့သူကအလုပ်ပြီးလို့ရုံခန်းအနေထွက်သွားကတက်လီကားထဲမှာဂျနီဖာနဲ့အတူဝင်သွားခဲ့ပါတယ်။ကျွန်းလည်းရုံခန်းဟာအားလျက်အကြောင်း9ရက်ပိတ်မယ်လို့ပြောပြီးဂျနီဖာကိုတက်လီကားနဲ့ရံမှာဆွဲထားတဲ့ကောင်လေးတစ်ယောက်ရဲ့လေးတော့ပုံတစ်တာထဲပိတ်မိနေတာကိုပြခဲ့ပါတယ်။သူတို့နှစ်ယောက်လည်းစကားပြောနေရင်တစ်ချိန်တည်းမှာပဲတက်လီကားလည်းရုတ်တရက်ရက်သွားခဲ့ပါတယ်။ကျွန်းလည်းအရေးပေါ်ခလုတ်ကိုနှိပ်ခဲ့ပေမဲ့အလုံးမလုံးပဲတက်လီကားထဲမှာပိတ်မိနေခဲ့ပါတယ်။သူတို့နှစ်ယောက်လည်းကင်မရာကိုလက်ဝှေ့ရမ်းပြခဲ့ပေမဲ့ဘယ်သူမှမရှိတာကြောင့်ကျွန်းလည်းဖုန်းခေါ်ကြည့်ကလိုင်းမမိတာကြောင့်မရပဲနောက်တော့ဂျနီဖာလည်းလန့်သွားပြီးတက်လီကားထဲမှာ9ရက်တိုင်တိုင်ပိတ်မိမှာကိုကြောက်နေခဲ့ကြပါတယ်။ဂျနီဖာလည်းညနေလန်ဒန်သွားမဲ့ခီးစဉ်ကိုစိတ်ပူနေခဲ့ရပါတယ်။နောက်တော့သူတို့နှစ်ယောက်လည်းထိုင်ပြီးဂျနီဖာကသူမဟာအကောက်ကြီးကျယ်ရေးမှုအဖြစ်အဲ့ဒီမှာအလုပ်လုပ်နေတယ်လို့ဂျွန်ကိုပြောပြခဲ့ပါတယ်။ဂျွန်လည်းဒီကုမ္ပဏီမှာအလုပ်ဝင်လုပ်တာမကြသေးကြောင်းဂျနီဖာကိုပြန်ပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျနီဖာလည်းတက်လီကားတိုင်းမှာအရေးပေါ်ထွက်ပေါက်တစ်ခုရှိမယ်လို့ထင်ကသူမကိုပခုံးပေါ်တင်ပြီးအရေးပေါ်ထွက်ပေါက်ကိုရှာဖို့ဂျွန်ကိုပြောလိုက်ပါတယ်။ကျွန်းလည်းသဘောတူသွားပြီးသူမကိုအရေးပေါ်ထွက်ပေါက်တက်ရှာခိုင်းခဲ့ပေမဲ့မတွေ့ခဲ့ပါဘူး။သူတို့နှစ်ယောက်လည်းတနာရီကြာပိတ်မိသွားခဲ့ပြီးတယောက်ကိုတယောက်မိတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဂျနီဖာကရေစားတယ်လို့ကျွန်းကိုပြောလိုက်ပြီးကျွန်းကရေဘူးပါတာကြောင့်သူမကိုပေးလိုက်ပါတယ်။နောက်တော့ကျွန်းလည်းသူယူလာတဲ့ဝိုင်ကိုတောက်ပြီးတယောက်အကြောင်းတယောက်ကိုပြောပြကားထိုင်နေခဲ့ကြပါတယ်။အချိန်ကြာလာတော့ဂျနီဖာကအပေါ်သွားချင်းခဲ့ပေမဲ့ကျွန်းကိုရှက်နေခဲ့ပါတယ်။နောက်တော့ကျွန်းလည်းသူမကိုမရှက်ဖို့ပြောလိုက်ပြီးအခြားတစ်ဖက်ကိုမျက်နှာအုပ်ပြီးလဲနေလိုက်ပါတယ်။ဂျနီဖာလည်းမတက်နိုင်တော့တဲ့အဆုံးမှာတော့သူမမှာပါလာတဲ့စတီးဘူးနဲ့ကိစ္စရှင်းလိုက်ရပါတယ်။အချိန်ကြာလာတော့သူတို့နှစ်ယောက်လည်းရင်းနှီးသွားကြပြီးဂျနီဖာလည်းကျွန်းပြခဲ့တဲ့နေရန်ပေါ်ကပုံထဲကိုမင်းကလေးတယောက်ထက်ဆွဲထည့်လိုက်ပါတယ်။နှစ်ယောက်သားစကားပြောကကိန်းတစ်ခုပြီးတစ်ခုကစားပြီးအချိန်ကိုကုန်ဆုံးစေခဲ့ပါတယ်။နောက်တော့ဂျနီဖာလည်းရေးစားရှိပြီလားလို့ကျွန်းကိုမေးလိုက်ပြီးကျွန်းလည်းရေးစားလည်းမရှိတငယ်ချင်းလည်းမရှိဒီမှာအလုပ်လုပ်တာလည်းဘယ်သူမှမသိဘူးလို့သူမကိုပြန်ပြောလိုက်ပါတယ်။ဂျနီဖာကသူမရဲ့ရေးစားဟောင်းနဲ့တွေ့ဖို့လန်ဒန်သွားမဲ့ခီးစဉ်လည်းပြတ်သွားကြောင်းကျွန်းကိုပြန်ပြီးပြောပြလိုက်ပါတယ်။နောက်တော့ကျွန်းလည်းလက်ကျန်ဝိုင်ပလင်းကိုဖွင့်ပြီးနှစ်ယောက်သားတူတူထိုင်တောက်နေခဲ့ကြပါတယ်။အချိန်တွေကြာလာတော့မငင်းငွေအောင်လို့သူတို့နှစ်ယောက်လည်းတယောက်ကိုတယောက်ပုံသူဆွဲဖို့စော်လိုက်ကြပါတယ်။ကျွန်းလည်းပုံဆွဲနေရင်သူမကိုအချိန်တိုင်းလိုက်ကြည့်နေမိပြီးသူမျက်လုံးမှာဂျနီဖာကလှဆုံးလို့ပြောနေရင်ဂျနီဖာလည်းကျွန်းရဲ့စကားကြောင့်ရှက်ကိုရှက်ကန်းဖြစ်သွားခဲ့ပါတယ်။နောက်တော့သူတို့နှစ်ယောက်လည်းတယောက်ပုံတယောက်ပြခဲ့ကြပါတယ်။ကျွန်းကတော့ဂျနီဖာရဲ့ပုံကိုလှလှလေးဆွဲပေးခဲ့ပေမဲ့ဂျနီဖာကတော့ကျွန်းရဲ့ပုံကိုကနန်းတကောင်ဝိုင်းတောက်နေတာနဲ့သူနေတော့နှစ်ယောက်သားတူတူရည်နေလိုက်ကြပါတယ်။ဂျနီဖာကနောက်ထပ်ဂိမ်းတစ်ခုကစားဖို့ပြောတော့ဂျွန်ကကိုအကြိုက်နှစ်သက်ဆုံးအစားအစာအကြောင်းပြောမယ်လို့ဂျနီဖာကိုပြောလိုက်ပါတယ်။ဂျနီဖာလည်းသူတို့မှာဘာအစားအစာမှမရှိတာကြောင့်ဗိုက်စာမှကြောက်ပြီးအစားအသောက်အကြောင်းမပြောဖို့ငင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျွန်ကအစားအသောက်အကြောင်းမပြောတော့ဘဲလင်ကိစ္စအကြောင်းပြောဖို့သူမကိုစားလိုက်ပါတယ်။ဂျနီဖာလည်းသဘောတူသွားပြီးသူမကပဲအရင်စားပြောဖို့လုပ်လိုက်ပါတယ်။ဂျနီဖာကလွန်ခဲ့တဲ့နေ့ကသူရီစားနဲ့စာကြည့်တိုက်မှာစာဖတ်နေလူလစ်တဲ့အချိန်မှာတကြောင်ဆွဲခဲ့ဘူးကြောင်းဂျွန်ကိုပြောပြလိုက်ပါတယ်။ဂျွန်လည်းရောက်တော့သူ့ရဲ့တငယ်ချင်းနဲ့ကားထဲမှာလှုပ်စီခဲ့ကြောင်းပြန်ပြောပြလိုက်ပါတယ်။နောက်တော့ဂျွန်ကသူမကိုကြည့်ပြီးအနံပေးလို့ရမလားလို့မေးတော့ဂျနီဖာလည်းသဘောတူလိုက်ကြောင်းသူတို့နှစ်ယောက်လည်းအနံတွေပေးပြီးမွတ်စကူဒူးခဲ့ကြပါတယ်။မွတ်စကူဒူးပြီးသွားတဲ့အချိန်မှာဂျွန်ကသူမကိုချစ်မိနေကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျနီဖာကသူမရဲ့ရေးစားအောင်ကိုချစ်နေသေးတာကြောင့်တယ်လီကာထဲကနေထွက်နိုင်ရင်သူ့ရဲ့ရေးစားအောင်စီကိုချက်ချင်းသွားမယ်လို့ပြန်ပြောလိုက်ပါတယ်။ဂျွန်ကသူ့ကိုစဉ်းစားပေးပါလို့အနှုံညွတ်တောင်းဆိုနေခဲ့ပါတယ်။နောက်တော့ဂျွန်ကသူမကိုချစ်နေတာကြာပြီလို့ပြောပြီးဂျွန်ကအလုံချုံရဲ့အလုပ်ကိုလုပ်တာကြောင့်ဂျနီဖာကိုအချိန်တိုင်းမြင်နေရကြောင်းအမှန်တရားကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာတယ်လီကာပြတ်နေတာကအမှန်တကယ်မဟုတ်ပဲသူမနဲ့အတူတူအချိန်ကုန်ဆုံးခြင်းလို့ဂျွန်ကစီစဉ်လိုက်ကြောင်းပြောပြခဲ့ပါတယ်။နောက်ပိုင်းတော့ဂျွန်ကသူ့ကိုပြန်မချစ်နိုင်မှန်းသိသွားတော့ဂျနီဖာကိုမနှောက်ယှက်ချင်တော့ပဲတယ်လီကာတော့ယူပြီးပြန်ဖွင့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဂျနီဖာကသူမရဲ့ခရီးစဉ်ပြတ်သွားတာကြောင့်ဂျွန်ကိုစိတ်တူသွားပြီး
အပြင်ရောက်ရင်ရဲတိုင်ပြစ်မယ်လို့ပြောတော့ဂျွန်ကတက်လီကာကိုချက်ချင်းပဲပြန်ပိတ်လိုက်ပါတယ်ဂျန်နီဖာလည်းဂျွန်ကိုစပြီးတိုက်ခိုက်လိုက်ပြီးတော့ကိုယူဖို့စ조사ခဲ့ပါတယ်ဂျွန်ကသူမကိုတားလိုက်တဲ့အချိန်မှာမထင်မဲ့ပဲတော့ကိုကန်မိပြီးတော့လဲကျိုးသွားတာကြောင့်ဒီတစ်ခါမှာတော့သူတို့ကတကယ်ပဲတက်လီကာထဲမှာပိတ်မိနေကြောင်းသိလိုက်ရပါတယ်ဂျန်နီဖာလည်းစိတ်တိုပြီးဂျွန်ကိုအဆက်မပြတ်ရိုက်နေတာကြောင့်ဂျွန်ကသူမရဲ့စပင်ကိုဆွဲပြီးကြမ်းပြင်းနဲ့ရိုက်လိုက်ပါတယ်နှစ်ယောက်သားအားတွေပြက်ပြီးမောက်သွားခဲ့ပါတယ်နောက်တော့သူတို့နှစ်ယောက်လည်းတတိပြန်ရလာကြပြီးဂျန်နီဖာကအဆောက်အုံလုံခြုံရေးဖြစ်တဲ့ဂျွန်ကိုထွက်ပေါက်မေးနေခဲ့ပါတယ်ဂျွန်ကမတီးဘူးလို့ပြန်ပြောတော့ဂျန်နီဖာကသူ့ကိုလူသုံးလူအားလို့ပြောလိုက်ပြီးဂျွန်ကစိတ်တူသွားလိုက်ပါတယ်နောက်တော့ဂျွန်ကသူမရဲ့ရီစာဟောင်းအတွက်ပေးမဲ့လက်ဆောင်တွေကိုဖောက်လိုက်ပြီးအင်ဂျီဖြစ်တော့ကောက်ဝတ်လိုက်ပါတယ်ဂျန်နီဖာကိုစလိတ်ဘူးဖွင့်ခိုင်းလိုက်ပြီးအထဲမှာကက်ကြီးနဲ့လက်လုတ်တနက်ဖက်စလိတ်တွေကိုတွေ့လိုက်ရပါတယ်ဂျွန်လည်းစလိတ်တော့ပြီးစိတ်တူတာရက်တော့ထပ်ပုတ်ကိုရှာဖို့ဂျန်နီဖာကိုအကူအညီတောင်းလိုက်ပါတယ်နောက်တော့ဂျွန်ကထပ်ပုတ်ကိုရှာတွေ့သွားပြီးအပေါ်ကိုတက်ဖို့တယောက်ကိုကူညီဖို့လိုကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဂျန်နီဖာကသူအရင်တက်မယ်လို့ပြောပြီးဂျွန်ကသူမအပြင်ရောက်ရင်ရဲမတိုင်ဖို့ပြောလိုက်ပါတယ်ဂျန်နီဖာလည်းသဘောတူသွားပြီးအပေါ်ကိုအရင်တက်လိုက်ပါတယ်အဲ့ဒီအချိန်မှာဂျန်နီဖာကအပေါ်ကိုရောက်တော့ဂျွန်ကိုတစ္ဆာဖောက်ပြီးဂျွန်ကိုမကယ်တော့ပဲအရင်တက်သွားလိုက်ပါတယ်ဂျွန်လည်းစိတ်တူသွားပြီးရရပစ္စည်းကိုအသုံးပြုကဂျန်နီဖာနောက်လိုက်တက်သွားခဲ့ပါတယ်ဂျန်နီဖာလည်းအပေါ်ကိုရောက်လို့ဒက်လီကာကိုဖွင့်တဲ့အချိန်မှာဂျွန်ကသူမကိုဆွဲချလိုက်ပြီးနှစ်ယောက်သားဒက်လီကာထဲပြန်ပြုတ်ကျသွားခဲ့တာကြောင့်တတိမေ့သွားခဲ့ကြပါတယ်နောက်တော့ဂျန်နီဖာကတတိပြန်ရလာတဲ့အချိန်မှာမီးမွေးပြီးလုံခြုံရေးစနစ်ကိုပွင့်စေချင်ခဲ့ပေမဲ့ဂျွန်ကတတိပြန်ရလာတာကြောင့်ဂျန်နီဖာကသူ့ကိုကန်လိုက်ပါတယ်ဂျန်နီဖာလည်းကကြီးနဲ့မီးကိုယူပြီးဂျွန်ရဲ့တူးလေးကိုဖျက်ဖို့စ조사ခဲ့ပါတယ်ဂျွန်ကကြောက်လွန်းတာကြောင့်ဂျန်နီဖာလည်းမလုပ်တော့ပဲဂျွန်ရဲ့ဖုန်းကိုယူပြီးသူတို့ရဲ့အဖြစ်အပျက်ကိုဗီဒီယိုရိုက်ထားလိုက်ပါတယ်တစ်ဖက်မှာလည်း KD လို့အမည်ပေးထားတဲ့လုံခြုံရေးတယောက်ကသူ့ရဲ့ကောင်မလေးနဲ့ဝင်လာတာကိုတွေ့ရပြီးအဲ့ဒီနောက် KD ကတက်လီကားမှာလူနှစ်ယောက်ပိတ်မိနေတာကိုတွေ့တော့ချက်ချင်းပဲပြေးသွားခဲ့ပါတယ် KD လည်းတက်လီကားကိုဖွင့်ပြီးဂျန်နီဖာကိုတော့ပေးလိုက်ပါတယ်ဂျန်နီဖာလည်းသူ့ကိုညီလိုအကြောင်းပြောပြီး KD လည်းအထဲဝင်ဖို့စ조사တဲ့အချိန်မှာဂျွန်ကတက်လီကားကိုပိတ်ပစ်လိုက်ပြီး KD လည်းတည်သွားခဲ့ပါတယ်ဂျွန်ကတန်ရီဘူးနဲ့ဂျန်နီဖာကိုရိုက်လိုက်ပြီးသူမကိုကားထဲထမ်းသွားခဲ့ပါတယ်ဂျွန်ကလုံခြုံရေးနေရာကိုသွားပြီးဗီဒီယိုဖိုင်တွေကိုအကုန်ဖြတ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာ KD ရဲ့ကောင်မလေးကရောက်လာပြီးဂျွန်ရဲ့အပြုတ်မှုကိုအကုန်သိသွားတာကြောင့်ဂျွန်ကသူမကိုပါတက်ပစ်လိုက်ပါတယ်နောက်တော့ဂျွန်ကကားကိုမောင်းလာလိုက်ပြီးဂျန်နီဖာကိုအရှင်လက်မီးရှို့ဖို့ပုံထဲတစ်စီလောင်းထည့်လိုက်ပါတယ်ဂျွန်ကကားနောက်ဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာဂျန်နီဖာကသူ့ကိုတိုက်ခိုက်လိုက်ပြီးကားကိုမောင်းထွက်သွားခဲ့ပါတယ်ခဝေဝေးရောက်တော့ဂျန်နီဖာလည်းကားကိုရက်လိုက်ပြီးနောက်ပြန်ဆုတ်ကဂျွန်ကိုတက်စီရှိတဲ့ပုံထဲတိုက်ပစ်လိုက်ပါတယ်နောက်တော့ဂျန်နီဖာလည်းဂျွန်ကိုအရှင်လက်မီးရှို့တက်ပစ်လိုက်ပြီးစကားလည်းအဆုံးတက်သွားခဲ့ပါတယ်အခုလိုမျိုး recap ဗီဒီယိုတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Diamond Recap Channel ကို like နဲ့ subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ